Sky ပိုလီရဲ့ plot လေးကနေကြိုးစားပါရှင်ဒီနေ့မှာတော့ပိုလီကအေးရဲ့ကပိုလီဆောက် house ဆိုင်ကနေပြီးတော့ဝယ်ခဲ့တဲ့ဆောက်လေးချို့ပြပေးမှာဖြစ်ပါတယ်ပိုလီကပေါ့နော်ဆောက်ညစားတော့မဝယ်ခဲ့ပါဘူးပိုလီလိုအပ်တဲ့ဘာသာစကားဆောက်လေးအဝယ်ခဲ့ပေါ့နော်အဲ့ဘာသာစကားဆောက်လေးတွေကိုပြလာပေးပါမယ်အဲ့ဒါတော့ပထမဆုံးအနေနဲ့ကတော့အရှိကိုရီးယားစာအရှိခံgrammar နဲ့စကားပြောလေးပေါ့နော်ဒီခဲမှာဆိုရှင် grammar အမျိုးအစားတွေတော်များပါပြီးတော့စကားပြောလေးနဲ့တော်တော်လေးကိုစုံစုံနေပါလာတယ်ဒါတော့ပထမဆုံးတော့ပေါ့နော်လို့ရှင်ဒီစာအုပ်လေးကတော့ကိုရီးယားမြန်မာ dictionary စာအုပ်လေးဖြစ်ပါတယ်ဒီ dictionary စာအုပ်လေးမှာဆိုရှင်လည်းစကားလုံးတွေတော်တော်များများကိုအများကြီးရှာလို့ရတယ်ပေါ့နော်ဒီကတော်တော်လေးကိုဒီစာအုပ်မှာလည်းတော်တော်လေးစုံစုံနေပါပါတယ်ဒီလိုရှင်တော့ဆမ်မတော်ရဲ့ပေါ့နော်ဆမ်မတော်ရဲ့ဒီရှေ့တန်းစင်ကိုရီးယားဘာသာဝေါ်ဟာရာလေးပေါ့နော်ဝေါ်ဟာရာလေးကိုတော်တော်များစုပြီးအကုန်လုံးစုပြီးတော့လုပ်ပေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်လေးကလည်းတော်တော်လေးကိုအဆင်ပြေတဲ့စာအုပ်လေးမျိုးဒါလေးကိုလည်းဝယ်ပြခဲ့ပါတယ်ပြီးရင်တော့နောက်ဆုံးအနေနဲ့ကတော့တရုတ်စကားပြောစာပေါ့နော်ဒီထဲမှာဆိုရှင်တော့တရုတ်စကားပြောဝတ်ချက်900ပါပါတယ်ဒီထဲမှာဆိုလဲတော်တော်များအတန်တက်တရုတ်စကားပြောအတန်ထွက်လေးတွေရောမာလိုလေးတွေရောတော်တော်များစုံလုံးနဲ့ပါမှုလို့ဒီစာလေးကလည်းပိုလီတော့အဆင်ပြေလို့ဝယ်ပြခဲ့ပါတယ်ပိုလီကတော့အရင်နိုင်မခဲ့ပါဘူးအိမ်ကြီးကတော့ဒီလေးအုပ်ကိုပဲရှာပေးခဲ့လို့ဒီလေးအုပ်ပဲဝယ်ပြခဲ့ပါတယ်ပိုလီရဲ့အမရတော့အများကြီးဝယ်ခဲ့ပေါ့နော်ဒါပေမဲ့ပိုလီကတော့ဘာသာစကားစားကိုအဓိကလိုချင်တာမို့လို့ဒီလေးအုပ်ပဲဝယ်ပြခဲ့ပေါ့နော်ဒါလေးပဲရခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစာအုပ်ဆိုင်တွေကတခြားချာတဲ့စာအုပ်တွေလည်းအများကြီးရှာလို့ရသေးရမို့လို့တော့ကြည့်ပြီးဝယ်ဖို့ချက်ပေးပါရှင်ဒီနေ့ရဲ့ blog လေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်နောက် blog လေးမှာဆက်တွေ့ကြမယ်နော်